င်္ဂလာပါဗျာ The Analyst Perspective Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Android Days of Learning Sequel ရဲ့ Day 36မှာ Leak Code Sequel Problem 50တွေက Student နဲ့ Examination ဆိုတဲ့ခေါင်းစဉ်နဲ့ Problem လေးကိုသွားဖြေကြပါမယ်ဆိုတော့ဒီ question လေးကမေးခွန်းကတော့ရိုးရိုးလေးမေးခွန်းကတကြောင်မွေးမေးထားတယ် student တယောက်ချင်းစီ exam ဖြေခဲ့တဲ့အကြိမ်တွေကိုရှာပေးပါတဲ့ပြီးရင်အဒီကထွက်လာတဲ့ result ကို student ID နဲ့ subject name ပေါ်မူတည်ပြီးတော့ sorting စီပေးပါလို့ပြောထားတယ်ဒါပေမဲ့သူတကယ်လိုချင်တဲ့ output result ကိုတွားကြည့်တဲ့အခါ student ID student name subject name attended exam ဆိုတဲ့ column ၄ခုလိုအပ်ပါတယ်အဲ့ဒီ၄ခုစလုံးမှာ student တယောက်ချင်းစီအတွက်သူတို့စာမေးပွဲဖြည့်မဖြည့်သူတို့ရဲ့ subject name တွေရှိနေရမယ်မဖြည့်ဘူးဆိုတော့မှအနောက်က count နေရမှာ0နဲ့ပြပေးရမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာမှားတတ်တဲ့ကိစ္စရှိတယ်အဲ့ဒါကိုပဲရှင်းနေရင်တော့အချိန်ကြာသွားမှာဆိုလို့မပြောတော့ဘူးမှားတတ်တဲ့ကိစ္စကဘာလဲဆိုတော့ကျွန်တော်တို့ student နဲ့ examination တွေကိုတန်း join ပြီးတော့သူတည်းက student ID တွေကို count လုပ်ပြီးတော့အဖြေထုတ်တတ်ကြတယ်ဒီလိုဆိုရင်မမှန်ပါဘူးဒီလိုတန်း join လိုက်ရင်အဖြေကတစ်စိတ်တစ်ပိုင်းပဲမှန်တယ်ဒီလိုသူပြထားတဲ့ output လိုမျိုး student တယောက်ချင်းစီအတွက် subject တွေထွက်မလာတော့ဘူးမဖြေတဲ့သူအတွက်ဆိုရင် subject name မှာရှာလို့မရတော့တာဖြစ်သွားတယ်ဒီတော့ကျွန်တော်တို့က student တယောက်ချင်းစီအတွက် subject နာမည်တွေကိုအရင်လာတွဲပေးရမယ်တစ်ဆင့်အဲ့ဒါပြီးတော့မှ examination table ကို line join ရမှာအဲ့ဒီ student နာမည်တွေနဲ့ subject 3ခုနဲ့ကိုတွဲဖို့ကြတော့ cross join ဆိုတာလေးကိုအရင်သုံးရမယ် select ဘာယူမလဲဆိုတော့ student ID student name ပြီးရင် subject name ကိုယူကြည့်မယ်ဘယ်ကနေလဲဆိုတော့ from students table ကနေပြီးတော့ students table ကို t1 လို့ပေးခဲ့ပါမယ် t1.student ID ဖြစ်သွားမယ်ဘောက t1.student name ဖြစ်သွားမယ် subject name ကတော့ t2 ကနေဝင်မယ်ပြီးရင်ဒီနေရာမှာ cross join ဒါလေးသုံးကြည့်မယ် cross join subjects t2 လို့ပေးလိုက်မယ် cross join လုပ်တဲ့အခါ cross join ကဒီဘက် table မှာရှိတဲ့ record တွေအကုန်လုံးနဲ့ဟိုဘက် table က record တစ်ခုချင်းစီနဲ့ကို multiplicative join တာဖြစ်တဲ့အတွက် condition on နဲ့ condition သွားပြီးမခတ်လေရတယ်သူကတွေ့သမျှ join တော့မှာပဲဆိုတော့ဒါလေးကိုအရင် run ကြည့်လိုက်ရအောင်အဖြေကတော့မှန်မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ output ကဘာဖြစ်မလဲဆိုတာကိုတွေ့ရမယ်ဆိုတော့ဒီ cross join တစ်ဆင့်လုပ်ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီဘက်မှာ student ID ရှိမယ် student နာမည်ရှိမယ်နာမည်တစ်ယောက်ချင်းစီအတွက်သူတို့ဖြည့်သင့်တဲ့ subject တွေပေါ်နေလိမ့်မယ်ရလာတဲ့ table ကြီးတစ်ခုလုံးကိုမှတက် left table တစ်ခုလို့ယူဆပါပြီးတော့မှ examination table ကိုညာကနေလာ join ပါမယ်ဒီတော့ကျွန်တော်တို့လိုချင်တဲ့အဖြေအစစ်အမှန်ကိုရမှာဖြစ်တယ် examination table ကိုအောက်ကနေထပ် join မယ် left join examinations t3 ပြီးရင်ဒီတော့မှဒီနေရာမှာ condition ပေးရတော့မယ်။ဘာနဲ့လဲဆိုတော့ T1 တဲက student T1 တဲက student ID နဲ့ T3 တဲက student ID နဲ့ညီတဲ့အခါရယ် and ခုန subject တွေဆွဲလာတယ်ဆိုတဲ့အတွက် T2 တဲက subject name နဲ့ T3 တဲကsubject name နဲ့တူတဲ့အခါဒီလို condition ချိတ်ပေးပြီးတော့ join တော့မှ examination ရမှန်ကန်ဝင်လာမယ်ဝင်လာပြီးရင်ကျွန်တော်တို့က examination ထဲမှာဝင်လာပြီဆိုတော့ examination ထဲမှာစာဖြေသွားတဲ့အရေးအတွက်ကို count လုပ်ခြင်းနဲ့ဆိုရင်ဒီနေရာမှာအနောက်ကနေ count t3. student ID ကို count ပေးမယ်ပြီးရင်သူလိုချင်တဲ့နာမည်ပြောင်းပေးပါမယ် as attended exam ဆိုပြောင်းမယ် okay ပြီးတော့ဒီနေရာမှာ count လုပ်လိုက်ပြီး aggregate လုပ်လိုက်ပြီးဆိုတဲ့အတွက်သူနဲ့တွဲထားတဲ့ column တွေကို group by လုပ်ပေးရမယ်ဆိုတော့အောက်မှာ group by နဲ့သူရှိက column 3ခုကို group by လုပ်ရမယ် okay ပြီးရင်နောက်question ထဲမှာမေးထားတဲ့ sorting order ဖြစ်တယ် student ID နဲ့ subject name column တွေနဲ့ sorting လုပ်ပေးရမယ်ဒီတော့ order by t1. student ID ပြီးရင် subject name က t2 ကလာတာเนาะ t2. subject name ဒီလိုလေး join ပြီးတော့မှအဖြေထုတ်ကြည့်မယ်ဆိုရင်ရောမှန်မလားဆိုတာစစ်ကြည့်လိုက်အောင်
ရဒါဆိုရင်တော့ accepted ဖြစ်သွားပါပြီဆိုတော့ဒီ concept ကလည်းနည်းနည်းရှုပ်ပါတယ်ဖြည်းဖြည်းချင်းလေ့လာပါတဆင့်ချင်းရေးကြည့်ပါတဆင့်ချင်းအဖြေထုတ်ကြည့်ပါဒီဘက်မှာ round answer ဖြစ်တာတွေကိုစိတ်မပူနဲ့ round answer ဖြစ်လိုက်တိုင်းကိုယ့်ရဲ့ output ကိုကြည့်သူ့ရဲ့ expected ကိုကြည့်နှစ်ခုရှင်ပြီးတော့ဘယ်ဟာလိုနေတာလဲဆိုတာစဉ်းစားပြီးရေးတတ်တဲ့အချိန်လေးလုပ်ကြည့်ပါဗျကျေးဇူးပါနောက် post မှာတွေ့တာပေါ့